မင်္ဂလာပါ brother အခုကပတ်ပလာလေးပြီးသွားပြီဆိုတော့ဒါကျွန်တော် EPA လေးပြန်စရမယ်ဆိုတော့ကျွန်တော်ဒီအတင်းကြီးရဲ့ transfer နဲ့ပတ်သက်တဲ့အကြောင်းလေးပြောချင်တယ်ဒီနေ့ကတော့ကျွန်တော် Chelsea နဲ့ပတ်သက်တဲ့ဒီ transfer window နဲ့ဒီဒါမဲ့ဒီ EPA မှာဘယ်လိုအခြေအနေရှိနိုင်လဲဆိုတာပြန်ပြီးတော့သုံးသပ်ပေးချင်ပါတယ်ပထမဆုံး Chelsea တင်းကဒါသူတို့ရဲ့ policy ကိုဒီနေ့မှာချိန်လိုက်ရပြီဒါ Chelsea American တထေးတွေဒီတိုပိုလီတို့ Ekpali တို့ဒီ group ကဝယ်ထားတယ်ဒီ Abramovich ရဲ့ပြန်ဝယ်ထားတဲ့နေ့ကနေစပြီးတော့3နှစ်လောက်ထိသူတို့ရဲ့ဒီ policy ကဒါလူငယ်တွေကိုပဲခေါ်မယ်ဆိုတဲ့ policy ဒီအသက်25နှစ်ထက်ကျော်တဲ့ကစားသမားတွေမခေါ်ဘူးလားစားဆိုရင်လည်းကျွန်တော်2သိန်းထက်ပုံမပေးဘူးအဲ့ policy တွေကိုဒီနှစ်မှာဒီအဆင့်30ကျူးတဲ့အဆင့်30နဲ့ယာတီသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းမှာသူတို့ဒါပြိတက်ကလည်းဒီပြိတက်ကတော့ကျွန်တော်ဒီလန်ဒန်ပြိတက်တွေဆန္ဒပြတာလည်းပါတယ်ပေါ့လေအဲ့ဒါကြောင့်ကျွန်တော်တို့ဒီသူတို့ရဲ့ policy ကို change ပေးလိုက်ရပြီဒီပထမဆုံးဒီဘိုလီတို့ area လက်ထက်မှာဒါပထမဆုံး manager ခန့်လိုက်ပြီပေါ့ဒါပြီးလွန်ဆိုဒါသူတို့ပြိတက်ရဲ့မဖြစ်မနေတောင်းဆိုမှုဒီတင်ပြိသက်ရှိမှပဲရက်တည်လို့ရမယ်ဆိုတော့အခြေအနေကိုသူတို့နားလည်သွားတဲ့အတွက်ဒါဒီသူတို့လက်ထက်မှာပထမဆုံးဒီအပြောင်းရွှေ့တွေကိုဝင်ရောက်ပြီးတော့ software လို့ရနိုင်မယ် manage လုပ်လို့ရနိုင်မယ်ဒီ manager ရာထူးကိုဇာဘီလွန်ဆိုပေးလိုက်တယ်ဟုတ်ဒီဇာဘီလွန်ဆိုတော့ကျွန်တော်တို့သူရောက်လာပြီးတဲ့နောက်ပိုင်းမှာဒါဒီ big signing အနေနဲ့ဒါသူ့ရဲ့ power အကြောင်းလည်းပါတာပေါ့သူ့ရဲ့ power နဲ့ကျွန်တော်တို့အခု Morgan Roger ကိုခေါ်ထားတယ်ဒါ Morgan Roger ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Chelsea တင်းကကိုပမာနဲ့လည်းတကယ်ဒီ Man City လူငယ်အတင်းမှာအတူတူဆော့လာတယ်တကယ်ဟိုညီကိုတွေလိုနေလာတဲ့ဒါငယ်ပေါင်းကြီးပေါ်တွေလို့ပြောရမယ်ဒါဒီသူ့ရဲ့ system မှာလည်းတော်တော်လေးအံဝင်မဲ့ကစားသမားပေါ့သူသွားနေတဲ့ပုံစံအရဆိုလို့ရှိရင်ဒါ3-4နှစ်တဲ့ပုံစံမျိုးသူသွားမယ်အလဲမှာကျွန်တော်တို့ဒီနှစ်တည်းဆိုတာဒီ striker ရဲ့အနောက်မှာကျွန်တော်တို့ဒီ advance 10အဲ့လိုမျိုးဝင်တာပေါ့လေဒီ embedded ဝင်တာအနေနဲ့နံပါတ်10 rule မကြကျွန်တော်ဝင်တာမကြဘူးအဲ့လိုနေရာမှာဒါ Roger နဲ့ကိုပမောက်ထားပြီးတော့ဆိုဖို့အတွက်ဒါ Roger ကိုခေါ်လိုက်နိုင်တာတော်တော်လေးကိုကောင်းတယ်ဒါဟိုပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဟိုပုံမှန်ဒီ director တွေလိုက်ခေါ်နေမယ်ဆိုတော့ Roger သူတို့ရဲ့ပြောပုံချင်းတွေက Roger Chelsea ကိုရွေးချယ်ဖို့ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဒါပေမဲ့ဒီချိန်မှာတော့ဒါလွန်ဆိုကိုယ်တိုင်ဒါသူ့ရဲ့ project ကိုကစားသမားကိုချပြတယ်နောက်ပြီးတော့ဒီဖုန်းဆက်ပြီးတော့ပြောပြီးတော့ခေါ်တဲ့အတွက်ဒါကစားသမားရောက်လာပြီပေါ့ဒါဒီဆာဘီလွန်ဆိုလက်ထက်မှာဒီနှစ်ခေါ်ဖို့ကစားသမားတွေလည်းအများကြီးရှိသေးတယ်ပေါ့ကျွန်တော်တို့အခု Lacroix ကလည်း official ဒါမှကြေညာသေးတာပေါ့ Lacroix ကလည်းတကယ် heavy ကိုရောက်လာပြီကျွန်တော်တို့နောက်တန်းမှာဆိုလို့ရှိရင်ဒါဒီ Lacroix ရောက်လာတာဒါပထမဆုံးဒီပိုလီရိုလက်ထက်မှာကျွန်တော်တို့အသက်25နှစ်နဲ့အထက်ကစားသမားကိုခေါ်လိုက်တဲ့ဒါပထမဆုံးကစားသမားပေါ့ Lacroix ကအခုတော့ကျွန်တော်တို့အသက်26နှစ်ရှိပေါ့ဒါဒီနောက်တန်းသူတို့လက်ထက်မှာခေါ်ခဲ့တဲ့တကယ်ဒီဘာဒီယာရှိတို့ဒီဆက်စီတို့အဲ့ဒီနောက်တန်းဒီစားတို့ရှိတယ်ပေါ့အဲ့နောက်တန်းအထက်အရန်ဟိုဒါ program ဖြစ်တယ် profile မြင့်တဲ့ဒါ Chris Bailey နဲ့ဆိုရင်လည်းဟို conference လေးယူထားတယ်ပြီးတော့ဒီ EPA ဒါတက်ကေမှာလည်းဒါ most တက်ကေဒီခံစစ်အဖြတ်မှာဆိုရင်လည်းတော်တော် destroyer ပုံစံမျိုးစော်တဲ့ကစားသမားမျိုးပေါ့ဒါ Chelsea မှာကျွန်တော်တို့ Levine ကိုဝဲက ball playing နဲ့ဒါသူကဒီ positioning ကိုပို့ပြီးတော့ဦးစားပေးတဲ့ကစားသမားပေါ့ဒါပေမဲ့သူနဲ့အတွဲဘက်မှာကျွန်တော် destroying type ကတော့လိုနေတယ်ဒီ Disassi အဆင်မပြေဘူးတိုးစင်ရင်လည်းအဲ့လိုယူအဆင်မပြေဘူး Fofana ပြတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာဒါ Lacroix ကိုဝဲနဲ့အတွဲဘက်ဖြစ်ခေါ်လိုက်တာဒါ Chelsea နောက်တန်းတော့တော်တော်လေးစိတ်ချတဲ့အနေထားတော့ရောက်နိုင်မယ်လို့ကျွန်တော်ဒါစားပြီးလို့ထက်မှာလက်ထင်နေပေါ့ဒါကိုသမားကိုသမားတစ်ချက်ပဲကြည့်အောင်ကိုသမားကတော့အခုကိုသမားအခြေအနေကတော့ကျွန်တော်တို့ဒီဆန်ချက်ကိုဒီရာဒီချိုခြေစမ်းပွဲမှာဆန်ချက်ရဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့ဒါစားပြီးလို့ဆိုကိုယ်တိုင်ဆုံးဖြတ်သွားမယ်ပေါ့သူသုံးမလားမသုံးဘူးလားဒါမိုက်ပန်တာလည်းကျွန်တော်တို့
Strasbourg ကနေပြီးတော့မှပြန်လာဖို့ရှိရပေါ့မိုက်ပန်နာကိုပဲတုံးမလားဒါမှမဟုတ်ဆန်ချက်ကိုပဲဒီရာသီချိုခြေစမ်းပွဲရဲ့အခြေအနေကိုကြည့်ပြီးတော့ဆက်တုံးမလားဒါမှမဟုတ်ကိုသမားအစ်ထက်ခေါ်မလားဆိုတော့ဒီခြေစမ်းပွဲတွေပေါ်မှာမူတည်ပြီးတော့မှဒါအလွန်ဆိုကိုယ်တိုင်ဆုံးဖြတ်မဲ့ကိစ္စပေါ့ဒါတော့ကျွန်တော်တို့ဒီရောက်ပြီးသားကစားသမားတွေပေါ့နောက်ထပ်ရောက်လာနိုင်မဲ့ကစားသမားတွေကတော့ဒါချက်စီတဲ့အခုလက်ကူဂူရလာထွက်သွားတဲ့အခြေအနေမှာကျွန်တော်တို့ကူဂူရလာရဲ့နေရာကိုအစားထိုးဖို့အတွက်ကစားသမားအစ်တယောက်ရှာဖွေနေတယ်ပြီးတော့ဒီအန်ဆိုဖာနယ်တက်ပေါ့အန်ဆိုဖာနယ်တက်ရဲ့အနာဂတ်ကလည်းလုံးဝတည်ငြိမ်မှုမရှိဘူးဒါသူ့ရဲ့ agent နဲ့သူနဲ့နှစ်ယောက်လုံးအတင်းကနေထွက်ချင်နေပေါ့ agent ကလည်းဒါသူခေါ်မဲ့ဒီအန်ဆိုခေါ်မဲ့ဒီအတင်းတွေကိုလိုက်ပြီးတော့ချိန်နေလို့တင်ရတဲ့ဒါကျွန်တော်တို့ PSG ကလည်းခေါ်ချင်တယ်ဒီ Man City ဒါသူ့ရဲ့ဆရာဟောင်း Enzo Maresca နဲ့ပြန်ပြီးတော့ reunite ပြန်လုပ်ချင်တဲ့ချိန်ဒီမှာလည်းဒါ Man City ကလည်းEnzo စောင့်ကြည့်နေတာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ Atletico Madrid ကလည်းဒါသတင်းတွေတော့ X မှာတော့ကျွန်တော်ပြောနေကြတာကြားတယ်ပေါ့အဲ့တော့ဒီဘာပဲဖြစ် Enzo ကတော့ဒီနှစ်မှာထွက်ဖို့တော့ 70% လောက်တည်ကြတယ်အဲ့အတွက်ကျွန်တော်တို့ Enzo နေရာမှာဒါဒီ Alonso ရဲ့ system နဲ့ကိုင်မဲ့ကစားသမားပေါ့အဲ့ကစားသမားကိုဒီပုတ်ဖွဲ့ရနေပြီးတော့အခုလိုက်ရှာနေ Alonso ကတော့သူ profile သူ့ရဲ့ profile မှာအဓိကလိုအပ်တာဒီကွင်းလေရဲ့တန်ဖိုးထိန်းထားနိုင်မဲ့ဒါ holding midfield ဒီဘယ်လိုပြောရမလဲကျွန်တော်တို့ဒီအတန်ဖိုးအတင်းချတွေပြီးတော့တကယ် physical ကောင်းပြီးတော့ဒါလမ်းကြောင်းတွေကိုစုနိုင်မဲ့ကစားသမားတွေ destroyer ပုံစံမျိုးဆိုတာထက် deep line ဟိုမှာအနေနဲ့ advanced deep line ပုံစံကစားသမားမျိုးလိုက်ရှာနေပေါ့ဒါအဲ့ profile နဲ့ကြိုက်တာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါquadrant ဒီ EPL မှာဆိုရင်တော့ quadrant ရှိတယ်ပေါ့ quadrant ကတော့ဒါနံပါတ်1ချက်စီးနဲ့တင်ပြေးနေတဲ့အထက်မှာပါတယ် quadrant ဟိုကကျွန်တော်တို့ဒီ Man United အသင်းကလည်းလိုက်ဒီသူ့ကိုလည်းချင်းကတ်နေတယ်ပေါ့ဒါကွင်းလယ်ပိုင်းအတွက် quadrant ကတော့တကယ်ဒါဒီအလွန်ဆိုးနဲ့ကြိုက်တဲ့ profile မဲ့ဒါသူတို့လည်းလိုက်နေတယ်ဒါမဲ့ဟိုလွယ်လွယ်နဲ့ရောက်မှာမဟုတ်ဘူးဒါပဲလေးကတော့ဒီဈေးကတော့ကျွန်တော်တို့ဖီးလက်တိုင်းဆိုတည့်တဲ့တိုင်းမှာကျွန်တော်100ကျော်လောက်တော့တောင်းမှုရှိတယ်အဲ့အတွက်သူတို့ Alex Scott ကိုလည်းဒီနေရာအတွက်လိုက်နေတယ်ကျွန်တော်မြင်ရတာ Alex Scott ထက်ဆိုင်ဒါဟို quadrant ကတော့ပို့ပြီးတော့ဒီကျွန်တော်တို့ assistant နဲ့ပို့ပြီးတော့ကြိုက်နိုင်တယ်ပေါ့ဒီသူ့ရဲ့ဟိုဒီ control လုပ်နိုင်တာကွင်းလေအတင်ချဆော့နိုင်တာဒါ Elsco ကကြတော့ကျွန်တော်တို့နည်းနည်းနံပါတ်8 row ဆန်တယ်ပေါ့ဒါပေမဲ့အလွန်ဆိုရဲ့ assistant ကရှာနေတာကဒါဟိုနံပါတ်6 row ကျွန်တော်တို့ holding midfield ကိုရှာနေတာပေါ့အခုလက်ရှိမှာတော့ကျွန်တော်တို့လက်ရှိဒီရက်ပိုင်းမှာထွက်တဲ့သတင်းတွေကတော့ဒါတိုက်စစ်မှာသူတို့ဒီလက်တို့အမီကာတို့ကိုရောင်းမှုအတွက်ရောင်းဒါကန်လဲမဲ့အတင်းတွေကိုစောင့်နေတယ်သူတို့ဝိုင်းရင်ဒီ experience player တွေဖြည့်ဖို့ရှိတယ်ပေါ့ဒါဒီ Weber တို့ပြီးတော့ကျွန်တော်တို့ twin လင်မှာဆို Henderson တို့ပေါ့ဒါအဲ့လိုမျိုး experience player တွေကိုဖြည့်ဖို့အတွက်လည်းသူတို့ဒါစူးစမ်းနေရဲဆိုတော့သတင်းတွေကြားရတယ်ပေါ့ဒါဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာကဒါ experience player တွေကတော့တကယ်အသင်းမှာလိုအပ်နေပေါ့တကယ်ဟိုတကယ်ကျွန်တော်တို့နေလားငါလားတကယ်ဟိုတိုက်တဲ့ challenger သွားပြီဆိုလို့ရှိရင်ဒါတကယ်တော်တဲ့ကစားသမား skillful ဖြစ်တဲ့ကစားသမားတွေနဲ့ဒီလို experience player တွေနဲ့ပေါင်းပြီးတော့သွားတဲ့အသင်းမျိုးဒါပို့ပြီးတော့ကျွန်တော်တို့ဒါအရေးရှိဒီ long term မှာသွားရတာပိုအဆင်ပြေတယ်ပေါ့အဲ့တော့ဟိုဒီလူငယ်တွေနဲ့ဒီ experience player တွေနဲ့တေချာအလွန်ဆိုတယောက်ဟိုညံ့ပေါင်းဆက်နိုင်မယ်ဆိုတော့ Chelsea ကဒီနှစ်ကျွန်တော်တို့ top 4 spot ကတော့ပြန်ဝင်လာနိုင်ခြေရှိရပေါ့အခုနောက်ဘယ်သူတွေရောက်လာမလဲဆိုတော့ကျွန်တော်တို့ပြောင်းရွှေ့ဈေးကွက်မပိတ်ခင်ဒီဒါစောင့်ကြည့်ရပါမယ်ဒါ Chelsea အတင်းနဲ့ပတ်သက်ပြီးတော့မှဒီပြိုင်ပွဲမစခင်တဲ့ EPL ပြိုင်ပွဲမစခင်ပေါ့ကျွန်တော်တို့ဒီ transfer အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးတွေပြောပြခဲ့ရပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ် brother